လုံးပဲမင်္ဂလာပါရှင်ဒီမှာကတော့ Mrs International အေးဝါအလာမယ်မမေဆောင်ပဲဖြစ်ပါတယ်ရှင်ဒီမှာအခုရောက်ရှိနေတာကတော့ Paradise Spa ပဲဖြစ်ပါတယ်ရှင်အခုညီမဒီဗီဒီယိုချင်းမြောက်ရဲ့အတွက်အဓိကကိုညီပံ့ပိုးပေးတာကတော့ Paradise Spa ပါပဲရှင်အခုဒီ Paradise Spa မှာဘယ်လို service တွေရလဲဆိုတာညီမနဲ့ introduce လိုက်ကြည့်ကြရအောင်နော်拜拜就拜。မင်္ဂလာပါပါစားပဲလို့ရှင်ခင်ဗျာ ဒီမှာဘာ service တွေရလဲမသိရှင် ဟုတ် traditional စားပဲနဲ့ wine master စားပဲရပါတယ်။ ER candy ရပါတယ်ခင်ဗျာ ဟုတ်ပြီအဲ့ traditional service ကဘယ်လောက်လဲမသိဘူး ။ original စားပဲကတနာယူ1000တောင်ပါခင်ဗျာ။ ဟို wine master ကတော့တနာယူ2000ခွဲပါခင်ဗျာ ဟုတ်ပြီ ER candy ကတော့တနာယူ1000ခွဲပါခင်ဗျာ။ဘာလို့ကျင်လဲမှာ ဟုတ်ကဲ့အဆင် traditional service လေး ဟုတ်ကဲ့ကျေးဇူးပါမှာ traditional ဟုတ် ကျေးဇူး ကဲ့ ပါရအောင်ပပလန်းဆန်းသွားတာပဲရှင်အခုမင်းစင်ယူတဲ့ဟို traditional လေးကအရင်ကိုတကယ်စိတ်ကျဉ်တတ်မှုအများကြီးရတယ်စိတ်ကိုလည်းပပလန်းဆန်းစီရဲ့အညောင်းညာလည်းတကယ်ပြည့်စီရဲ့ဒီက service ကညီမလေးနှိပ်ပြညီမလေးလေးဆိုလည်းအရင်ပုံရိပ်မှုရှိပါတယ်ရှင်နောက်ခါလာလို့ရှိရင်တော့နောက်တစ်မျိုးဟိုရတဲ့ service တွေကို try ကြည့်မယ်နော်အော်ပြီးတော့မေးတော့မလို့ဒီမှာအပူရှောင်ခြင်းနဲ့လူရတီနောက်ပိုင်းရောက်လာပြီဆိုတော့အပူရှောင်ခြင်းနဲ့အကိုတွေကစနစ်နောက်ပိုင်းဆိုရင်3ချိန်ယူလို့ရပါရှင်ယူပြီးမနက်ထိကိုအိတ်လို့ရပါတယ်နောက်ပြီးတော့ဒီမှာမန်လေးမြို့အတွင်းကလူအကိုတွေဆိုရင်လာကျင်လဲဆိုရင်တကယ်လို့ခံခဲ့ပြလို့ရှိရင်ဒီမှာ Paradise Spa မှာ OV လေးရှိပါရှင်ဖုန်းလေးတစ်ချက်ပဲဆက်လိုက်ရုံပဲအိမ်နိုင်ရောက်လာခေါ်ပေးပါတယ်နော်လမ်းနံပါတ်လေးကတော့ 35A 60 61 Paradise Spa ပဲဖြစ်ပါတယ်ရှင်